နေရတယ်လဲနေတဲ့မြင်ကွင်းကိုဒီကစတိုင်ကြကြနဲ့ဟန်မပြက်အင်္ဂလိပ်မပြက်ကြည့်ခွင့်ရနေတာသက်ပါနန္ဒရာကနလဲနေတဲ့ပုံက LED မှာခိုင်းကြည့်နေလို့ရပါတယ်อันนี้เรามาบอกไปขยี้ถั่วนี่တော့အဲ့ဒါလဲနေတဲ့ပုံ LED မှာခုမြင်နေရတာဖြစ်ပါတယ်ဆရာလေးတွေတန်ဃာတော်တွေအင်းတွေမပြဘုံမှာဘုံကနေပါတဲ့သူတွေကတော့အပြေးလွှားတွေဒုက္ခတွေလိုက်ကြည့်နေကြတာနော်သူကဒီစစ်လမ်းကြောင်းလေးတွေရှင်များတို့လမ်းကြောင်းလေးတွေစောင့်ကြောက်ထားပေးပါဗျာလမ်းကြောင်းလေးတွေလမ်းကြောင်းတွန့်သွားရင်နည်းနည်းကြာသွားလိမ့်မယ်လမ်းကြောင်းမတွန့်အောင်ဟုတ်လားနေပါတယ်အဲ့ဒီနောက်မှာတော့သာသနာအလံ24ပစ္စည်းကိုအာရုံပြုပြီးတော့သာသနာအလံ24လေးလက်ကိုတော့မွန်တိုင်းသား24ရောက်အဖွဲ့ကကန်ဆောင်လာတာဖြစ်ပါတယ်ပြီးရင်မောင်းကိုတီးလာတာတော့အမတ်ကအဘိဓိသပူဇာမင်္ဂလာကိုမောင်းတီးပြီးတော့ကျင်ညာတယ်မောင်းတီးပြီးတော့ကျင်ညာတယ်ဆိုပြီးတော့မောင်းထုကျင်ညာခြင်းဆိုပြီးတော့အမတ်ဘဝစားနဲ့မွန်တိုင်းသားများပဲကန်ဆောင်လာတာဖြစ်ပါတယ်အဲ့နောက်မှာတော့ဓမ္မစကုဆရာမများအဲ့နောက်မှာတော့ဆရာတော်ဘုရားကြီးရဲ့အဘိဓိသပူဇာအဖြစ်တိုင်းရင်းသားဆရာကိုရယူပြီးတော့ပညာတွေပြည့်စုံသွားပြီးတော့နောင်တောင်းမှာပရိသတ်3000နီးပါးကိုစောင့်ချောက်နေတဲ့ဆရာတော်ဖြစ်ပါတယ်ပြီးတော့တနိုင်ငံလုံးကတာမဏေကျော်တွေကိုစာမိုးပွဲဥဆောင်ကျင်းပတဲ့နောင်တောင်းဆရာတော်ကြီးဖြစ်ပါတယ်နောင်တောင်းဆရာတော်ကပိုးကိုပိုင်ခွင့်အုပ်ချုပ်ခွင့်ရဒေသမှာရိုးရာမီးလက်ပူဇော်တာကိုအဘိဓိသပူဇာအဖြစ်နေ့ညကားတွေ2ရက်လောက်စီး